ဒီလိုရှုခင်းမျိုးကိုတက္ကသိုလ်ဝင်းတစ်ခုထဲမှာတွေ့ရမယ်လို့တခါမှမထင်ထားဘူး Hello live season 5 Vicky ကကြိုဆိုပါရစေဒီနေ့ကတော့ Vicky ကချင်းမိုင်မှာအရန်လာတဲ့ sunset ရှိတဲ့နေရာကိုခေါ်သွားမှာဖြစ်ပါတယ်ဒီ sunset ကြည့်ရမယ့်နေရာလေးကတော့ Vicky တို့ချင်းမိုင်တက္ကသိုလ်ထဲမှာရှိတဲ့ Encore Reservoir ပဲဖြစ်ပါတယ်ကဲဒါဆိုရင် sunset ကြည့်ဖို့လိုက်ခဲ့နော်ဒီဆယ်ကနေကြည့်ရတဲ့ sunset က Vicky မြင်ဘူးတဲ့ချင်းမိုင်မှာရှိတဲ့ sunset တွေကအလားဆုံးတစ်ခုပေါ့နော်အဲ့တော့ဒီ sunset ကြည့်ဖို့ချင်းမိုင်တက္ကသိုလ်တွေက Encore Reservoir လာမယ်ဆိုရင်တော့ Vicky က9ခွဲ6နာရီဝန်းကျင်မှာရောက်အောင်လာဖို့ recommend လုပ်ပါတယ်ပြီးတော့ဒီဆယ်ကြီးက Vicky တို့အတွက်တည်းမကပဲနဲ့ဒီချင်းမိုင်တက္ကသိုလ်ထဲမှာရှိတဲ့တက္ကသိုလ်ကျောင်းသားတွေအတွက်လည်းအနားယူဖို့စာဖတ်ဖို့လမ်းလျှောက်ဖို့နဲ့ပြေးဖို့သူတို့အကြိုက်ဆုံးနေရာတွေကတစ်ခုပေါ့နော်ရှေ့မှာမြင်နေရတဲ့တောင်ကတော့ချင်းမိုင်ရဲ့အထင်ကြီးဒွိုင်းစုတက်တောင်ပေါ့နော်နေဝေချေရောက်လို့ရှိရင်ရေကန်ပေါ်အလင်းအောင်ပြန်ကျပြီးတော့အရန်လှတဲ့ရှုခင်းကို Vicky တို့မြင်ရတာပေါ့နော်ဒီနေရာခီးသွားတွေထက်ဒေသခံတွေပိုလာတဲ့နေရာချင်းမရဲ့ hidden gem လို့တောင်ပြောလို့ရတယ်မြို့တွေကစူညံတန်တွေကိုခဏထားခဲ့ပြီးတော့တဘာဝအလှကိုအေးဆေးဆေးခံစားပြီးတော့ဒီနေရာမှာလမ်းလျှောက်တာတွေ jogging လုပ်တာတွေပေါ့နော်အားကစားတွေလည်းလာလုပ်ကြတယ်ဒီနေရာမှာဓာတ်ပုံလာရိုက်တဲ့လူတွေလည်းရှိရပေါ့နော်တော်တော်များများ graduation photo နဲ့ pre wedding ထိပါလာရိုက်လို့ photo spot ဖြစ်လေတော်တော်နာမည်ကြီးပါတယ်ဒီတစ်ခေါက်မှာ Vicky တို့အဖွဲ့လည်းအရင်လိုမျိုး10နားမှာထိုင်လိုက်စကားပြောလိုက်ထပ်ပုံရိုက်လိုက်ပြန်သွားလိုက်မလုပ်ဖ ೇನೆ တေးချာဒီ10ကြီးတစ်ပတ်လုံးကိုလမ်းလျှောက်ရင်းတဘာဝအတန်လေးတွေနားထောင်ရင်းတဘာဝတရားရုံငေးကြည့်ရင်းနဲ့အချိန်ဖြုံးပစ်ခဲ့ပါတယ်ချင်းမိုင်ကိုလာတာ9ခေါက်မကရှိပြီဖြစ်ပေမဲ့ Vicky ကဒီဘက်ထိဒီလိုပတ်ပတ်လေးလမ်းမလျှောက်ဘူးတော့ဒီဘက်မှာအခုလိုလှပတဲ့ကော်ဖီဆိုင်လိုစားတောက်ဆိုင်လိုဆိုင်လေးရှိတာလေအခုမှသိရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခါဆိုရင်တော့ Vicky ကဒီမှာဆက်ကြည့်ပြီးရင်ဒီဆိုင်လေးမှာအချိန်ဖြုံးပြီးတော့တခုခုစားရင်တောက်ရင်လည်းနေပြေဦးမှာပါVicky ဒါအခုလိုအရန်လာတဲ့ sunset ရှိတဲ့တက္ကသိုလ်ဝင်းကြီးထဲမှာစာသင်ခဲ့ရမယ်ဆိုရင်တော့ဒီထက်မကပညာတွေပို့ပြီးတော့ပြည့်စုံမယ်ပြည့်ဝမယ်လို့ထင်ပါတယ်ဒီနေရာကတော့ Vicky တို့ကတော့ချင်းမိုင်မှာလုံးဝ favorite spot ချင်းမိုင်ကိုရောက်တိုင်းမဖြစ်မနေမရောက်ရအောင်လာဖြစ်တဲ့နေရာလေးတစ်ခုပါပဲဒါကြောင့်ကြည့်နေတဲ့အားလုံးလည်း Vicky ကြံပေးချင်တာကချင်းမိုင်ကိုလာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တရက်တညက်နေတော့အချိန်ပေးပြီးတော့ဒီချင်းမိုင်တက္ကသိုလ်ဝင်းထဲမှာရှိတဲ့ sunset ကြီးကိုလာကြည့်ကြပါ sunset ကြည့်ပြီးရင်လည်းတန်းပြန်စရာမလိုပဲနဲ့ဒီတက္ကသိုလ်ဝင်းရဲ့ရှေ့တက်မှာပဲဈေးဝယ်စရာဆိုင်နေနဲ့ညာဈေးတိုင်းပါရှိလို့ဘာမှစိတ်မပူပဲနဲ့ညစာထိစားပြီးပြန်လို့ရပါတယ်လို့နော်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် vlog တွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye